Creation Center ကိုလည်းတနေရာမှာလည်းမတတ်နိုင်ပဲနဲ့
နေရာသုံးနေရာဒီပါကျွန်တော်တို့စဉ်းစားပြီးကျွန်တော်တို့ဒီဆွေးနွေးထားပါတယ်။စာပြေအနေနဲ့ကျွန်တော်တို့စစ်စစ်ရဲ့ဖြစ်လာမှာဆိုတော့ traffic ဒီဖြစ်လာနိုင်ရှိတဲ့အတွက်ကြောင့် traffic light ကိုဒီမှာလေးကိုကျွန်တော်တို့ check ပြန်စဉ်းစားပြီးကျွန်တော်တို့ဆွေးနွေးထားပါတယ်။ပြောရအနေနဲ့ကျွန်တော်တို့ private public hospital နေရာတွေကိုကျွန်တော်တို့စဉ်းစားပြီးကျွန်တော်တို့ဆွေးနွေးထားပါတယ်။ဒီစကားအနေနဲ့ကျွန်တော်တို့ဒီစစ်စစ်ရဲ့ level solution အောင်ကောင်းတဲ့ဒီလို drainage system တွေကိုလုပ်ပြီးတော့ဆွေးနွေးထားပါတယ်။ဒီလိုမျိုးချောင်းနေတဲ့စစ်စစ်ကိုအစိမ့်အထိတွေပေါ်အဓိကရုပ်ရည်မှာစစ်စစ်ကိုမှာစစ်စစ်ရောဘာလို့လဲစစ်စစ်ရောအမယ်လို့လည်းဆိုတော့ဆွေးနွေးထားပါတယ်။ဒီလို sport stadium ပေါ်တော့ stadium ပေါ်ကျွန်တော်အားကစားပစ္စည်းအားကစားမျိုးမျိုးရတဲ့နေရာတွေခုတော့ CCTV ပြောဆိုတော့ကျွန်တော်ဆွေးနွေးထားပါတယ်။ဒီအားလုံးဘတ်ကားမျိုးတော့အဲ့ဒါလေးကိုလည်းကျွန်တော်လုပ်ပြီးတော့အဲ့ဒါကိုလည်းကျွန်တော်လုပ်ပြီးတော့ဆက်ပြီးထားပါတယ်။ဒီလိုဒီဇိုင်းကိုဆိုရတယ်လို့ကျွန်တော်လုပ်ပြီးတော့ဒါဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီလိုပြောစစ်မြေလို့ဆက်လာဆိုတော့ကျွန်တော် industrial manufacturing တို့ကတော့အမှတ်ပေးဖို့ကျွန်တော်ဆွေးနွေးတော့ဒါ company private business လုပ်ပြီးဖို့ပြောကြတော့ကျွန်တော်စစ်မြေတို့မှာ development center တို့ကတော့ချင်းချင်းနဲ့လို့လည်းကျွန်တော်ဒီမှာဆွေးနွေးထားပါတယ်ကျွန်တော်ပြောဆွေးနွေးဖို့ဒါလို့လည်းကျွန်တော်လုပ်ပြီးဖို့ဆွေးနွေးထားပါတယ်ပြီးတော့ private land ground တွေကျွန်တော်စီမံထားပြီးတော့ပြီးတော့ဘယ်လိုလုပ်ရလဲကျွန်တော်ဒီမှာထည့်ပေးထားပါတယ်ပြီးတော့ဒီစီမံကိန်းကကျွန်တော် forest preservation zone ဆိုတာရှိလို့ရှိနေတယ်ဆိုတော့ကျွန်တော်ဆွေးနွေးထားပါတယ်ပြီးတော့ဒီလိုစီမံကိန်းကိုဆက်လာလို့ဆိုတော့electric substation တွေကတော့အကြီးလာတယ်ဒါကြောင့်ကျွန်တော်တို့electricity နဲ့ substation တွေကိုကျွန်တော်တို့ထားပြီးတော့ဆွေးနွေးထားပါတယ်။ပြီးတော့ကျွန်တော်တို့ဒီမှာပုံစံတွေကိုတော့မှထားနေတယ်ဆိုတော့ကျွန်တော်တို့ဒီပုံစံတွေဒီနေ့မပြောရဘူးတော့ဒီစက်မှုတွေတော့ပုံစံတွေကိုကျွန်တော်တို့ဆွေးနွေးထားပြီးတော့ဒီလိုဆက်ဆက်နဲ့ကျွန်တော် waste management အမိုက်ထိန်းသိမ်းမှုတော့အမိုက်ထိန်းသိမ်းမှုဆိုတာဒါကတကယ်ရတဲ့အချင်းဘယ်ကားကိုဘယ်လိုထိန်းသိမ်းမလဲဆိုတော့ဒီတုံးနိုင်တဲ့ဒီလိုပြည့်ပြည့်ပါတာဆိုတဲ့ဒီတော့ပြောရအောင်အဲ့ဒီထုံးလာတော့ဆိုတော့သူ့မှာဆောင်ရွက်ဖို့တော့ဒါလေးကိုလည်းကျွန်တော်တို့စီးချင်းမှာတော့ကျွန်တော်တို့သူများအခုဘယ်လိုလုပ်နေမှာလဲကျွန်တော်များဒီလိုပုံစံနဲ့ပုံစံမျိုးအောင်ရှိနေတာပြောရပါတယ်။အဲဒါမှတော့ဒါလေးကိုလုပ်ဖို့ဒီလို passport area စီးပြီးတော့ဆက်လာမှာဆိုတော့ကျွန်တော်လမ်းကြောင်းတွေပါလေဆက်လာမယ်ဒီလိုတော့ passport area တွေကိုဒီကိစ္စကလုပ်ဖို့ဒီလိုအဲ့ဒါအပြင်လုံးနေရတယ်လို့ကျွန်တော်သိချင်တယ်တော့နောက်တော့ဘုရားကျွန်တော်ဆွေးနွေးထားပါတယ်ပြီးတော့ Chess Women Center မှာကျွန်တော်ဒီအမှုကြီးရတယ်ကျွန်တော်ထားတဲ့တိုင်းအမှုကြီးတွေကြီးတာအားလုံးကျွန်တော်ပြောချင်တာဖြစ်ပါတယ်ချင်းWomen Center မျိုးကိုသူနဲ့သူနဲ့ Chess Center ပေါ့နော်လူငယ်လေးတွေနဲ့ပြောဆိုခွင့်ရတချို့တော့ကလာပြီးမလုပ်နိုင်ဘူးရတယ်လို့ကျွန်တော်ချင်းစင်တာကိုဒီလိုဆိုတာပြောတော့ဘုရားလည်းကျွန်တော်တို့နာမတော့အားဆုံးလုပ်ပြီးကျွန်တော်တို့ကစီးပွားမှာတော့ဒီလိုပဲဆိုတော့ကျွန်တော်ဆွေးနွေးထားတယ်ပြောတော့ policy station တို့သူတို့ရဲ့ security နဲ့တော့ကျွန်တော်ရဲ့လောကအရှိရှိနဲ့တော့ကျွန်တော်တို့စာလို့ policy
communication and transportation ဆိုတော့စက်တွေ land ဖြစ်တဲ့ဘာသာအဲ့ဒီစက်တွေ land ကိုကောင်းလို့ပြောလို့ဆိုရတယ်ကျွန်တော်ဆွေးနွေးကြပါမယ်ဒီမှာ29အနေနဲ့ကျွန်တော်ပါလာတဲ့ဆရာမကြီးနဲ့ဆရာမကြီးကနိုင်လို့ဒီ area ကိုလည်းကျွန်တော်တို့ city မှာတည်တည်ချာချာတမန်ပေးဖို့ဆိုတော့ကျွန်တော်ဆွေးနွေးကြပါမယ်ပြီးတော့ market ကိုလည်းကျွန်တော် city နဲ့ live လုပ်ပြီးတဲ့ market ကိုလို့ပြောတခုမှကမတူသေးဘူးလေကျွန်တော်ဆွေးနွေးကြပါမယ်အဲ့တော့ဘယ်ဆက်ကိုဒီလိုဆွေးနွေးရမှာလဲ private ကလည်းကျွန်တော်ရတယ်ဟိုက state နဲ့ private ဆိုပြီးတော့မျိုးတော့တာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ကဆွေးနွေးထားရလို့ကျွန်တော်နားလည်တော့ဆွေးနွေးတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်ပြည်နဲ့ထပ်ဖြစ်ချင်တဲ့လူရှိနေလို့ထပ်ပြီးလို့ရပါတယ်နည်းနည်းလေးကိုလည်းကျွန်တော်တို့ဝတ်ကပါကျွန်တော်ဒီပုံစံနဲ့ပတ်သက်ပြီးဆွေးနွေးတာကိုကြီးဆုံးလေးပြင်ပြပါမယ်ကျွန်တော်ဒီပုံစံနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့အခါမှာဒီကျွန်တော်နေတဲ့ကျွန်တော်ချင်းတောင်ရဲ့ပြည်နေထားအားကမဲ့ပြည်နေထားကိုအခြေခံပြီးတော့ resilience ပေါ့နော်ပစ္စည်းဟာဒီလိုမျိုးပြန်ဖြစ်လာနိုင်တဲ့အတွက်ပြန်ပေါင်းလာနိုင်တဲ့အတွက်ပေါ့နော်ဒါဒီကျိုးစစ်စားတော့ကျွန်တော် prevention ကိုရတဲ့လို့ဆွေးနွေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီဆိုပြပြပါတယ်အဲဒီအဖြစ်တော့ကျွန်တော်လက်စတော့ကကိုစူရမ်းမှာပေါ့နော်ဒါကျွန်တော်တင်ပြထားတာကျွန်တော်ပြင်နေကြတော့ intro ကျွန်တော်မြင်ပါတယ်ပြီးရင်အသုံးချမဲ့ပတ်သက်ပြီးတော့မျိုးစားကိုပြောပြတယ်ကျွန်တော်ဆွေးနွေးထားပါတယ် Names နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ expert ပြောမရှိပါဘူးဒါပေမဲ့ကျွန်တော်ရှိတဲ့ကျွန်တော်ဒီပြည်တဲ့ဒီဘောဒီဘုရားအတွေ့အကြုံတွေပြောပါတော့ကျွန်တော်ချိန်ခံပြောတဲ့လမ်းကိုဆွေးနွေးထားဖြစ်ပါတယ်ပထမအနေနဲ့ကျတော့ကျွန်တော်ဘာလို့အောင်ချင်ဒီ area ကိုဘာလို့လဲတမန်ဖို့ပါတယ်ဆိုတော့ကျူးစုဒီမှာကျတော့20ကနေ25ထိပေါ့နော်ဒီကတော့ဘာလို့အောင်ချင်ဒီရဲ့ပတ်သက်လို့ဒီထင်းတဲ့ရှိပါတယ်ဧကတစ်ခုလုံးရဲ့25မိုင်ရေ20ရာခိုင်နှုန်းကိုသတ်မှတ်ထားတာရှိတယ်။အားအားရဲ့ခြေကိုကြည့်တဲ့အခါမှာ steep slope တွေတချို့နေရာမှာရှိတဲ့အတွက်ကြောင့်မို့25ရာခိုင်နှုန်းပြင်းပြင်းနေတာကိုကြည့်တဲ့အခါမှာလည်း25ရာခိုင်နှုန်းကိုရထားမယ်ဆိုရင်ဒီလိုလေကောင်းတဲ့လူတွေထားဖြစ်ပါတယ်ပြီးရင်လူနေထိုင်ရေးနေရာကျတော့30ရာခိုင်နှုန်းပေါ့ residential area ပေါ့ကျတော့ဆိုတော့ basic ကိုကျွန်တော်တို့ပြပါဘာလို့30ရာခိုင်နှုန်းလို့ပြောတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်နောက်တော့ဌာနအရာမျိုးပေါ့အခုလက်ရှိတို့စီမှာမရောက်တဲ့ဖွဲ့စည်းတဲ့ဌာနတွေရောက်လာနိုင်တယ်တို့ရောက်လာနိုင်စားရှင်းနိုင်တဲ့အကြောင်းရှိတယ်ဒါကြောင့်မို့ဌာနအရာမျိုးကိုတို့900ခိုင်နှုန်းပေါ့တို့ရထားပါတယ်ပြီးရင်စေးရုံနဲ့အကြောင်းကို900ခိုင်နှုန်းပေါ့ဒီအများကြီးတော့ပန်းချီစကားမျိုးပေါ့900ခိုင်နှုန်းကိုတို့ရထားပါတယ်ပြီးရင်ဘာသာရေးတက္ကသိုလ်မျိုးပေါ့အဲ့ဒါကျတော့900ခိုင်နှုန်းပေါ့ဘာသာရေးတက္ကသိုလ်မျိုးသမက်တာကျတော့ဒီဘာသာပေါင်းစုံပေါ့ဒါတို့ကိုစဉ်းစားထားပါတယ်ဘာသာဘာသာတို့စေဒီတို့ဒီအခါမှာတော့တော့ဒီဘာသာထိုင်တဲ့ကြောင်းနဲ့နောက်တော့ဒီဆောက်လာတယ်နော်ဘာသာထိုင်တဲ့ကြောင်းဒီအဲ့လိုမျိုးပေါ့ဒီဆိုရဲကျားဘာသာဝင်ရတယ်ကိုစုပေါင်းရနေရာစိတ်နေရာစိတ်နေရာအဲ့လိုမျိုးဆောက်လိုက်အဲ့လိုလေးပြောင်းတော့900ခန်းကိုရတာပါတယ်ပြီးရင်တို့ဒီနားမြေတော့ဒီစီရရတော့900ခန်းပေါ့နော်တော့ဒီသက်စီအတွက်ကျတော့ပြရအောင်တော့မှာဒီဘူတာမဲမှာအားလိုက်ပြီးတော့ဒီကစားတယ်ဒီတော့ဒီလိုပြရအောင်လို့ရတာဒီစံတော့နားကောင်းကြီးတော့900ခန်းပေါ့နော်ဒီကစားပါပြီးရင်စီဝေးကိုတော့စီရခိုင်တော့ဒီစက်ကူမွေးရဲ့အတွက်400ခန်းပေါ့နော်ဒီကျနာဒီစက်တဲ့ဒီကဆိုရှိရင်ကျွန်တော်တို့ဒီ land policy ကိုကျွန်တော်ကြည့်တဲ့အခါမှာဒီအချက်လက်တွေမှာဘာလို့ဒီဆိုရဲအချက်လက်တွေကိုဆွေးနွေးပြီးတော့ဒီအချက်လက်တွေမှာဒီရာခိုင်နှုန်းတော့ကျွန်တော်မြင်သုံးချမယ်ဆိုရင်တင့်တော်တယ်လို့ဆွေးနွေးထားဖြစ်ပါတယ်အသေးစိတ်ကိုပြန်လို့ဒီကနေ့ဒီဘာလို့ဒီ area မှာတော့ရေသေးရကြပါမယ်ဆိုတော့ဒီလိုရေသေးရတာပြီးဘာလို့စိတ်ဘာလို့ကိုဒီတော့စိတ်နေဒီလိုပါရတော့ပါတယ်အမှုဆောင်ကြီးဒီလိုမျိုးပေါ့ဒီဆောင်ဒီတပြားဒီပြင်ပြတာသူ့ကိုလေဒီမှာပဲ conservation ကိုသူ့အောင်ပြောတာနော်ဆိုတော့မျိုးလို့တော့သူတို့ဒီလိုဆိုတော့ဒီနေရတယ်ဥပမာဒီ
ထိုင်တော့ကဆိုတာတော့အဲ့ဒီပုံပေါ်ရဆိုထိုင်တော့တော့သူ့လိုဒီမှာဒီတိတိကျကျသိတဲ့ကြောင့်ဒီလိုတော့ဆိုတာတော့ဒါလည်းအောက်ဆောင်ပါလို့ဆိုတော့ဘုရားကိုသိကြတယ်ဒါလည်းဒီမှာပဲဟိုဒီဆယ်နောက်တဲ့ဟိုအားလေးကိုသိဖို့ဒီလိုတော့ဖြစ်တယ်အားလုံးရှိတဲ့ခင်းကြီးကတော့ဒီလိုတော့ဟောဘာလို့လဲဆိုတော့ဒီလိုသိဖို့တော့အဲ့ဒီဆိုတဲ့နေရာကိုတော့မသိရဘူးဒါတော့ဒီလိုပြောရမှာတော့ဒီလိုပြောရတယ်ဒီလိုပြောရတဲ့တော့ဘုရားဘာလဲအများကြီးတော့အစီအစဉ်ကပို့တော့အားလုံးပေါ့နော်ဒီအစီအစဉ်ကပို့အားလုံးပါတယ်နိုင်တော့ဒီနေ့တန်ဖိုးတင်တာဘုရားကတော့အဲဒီလိုပြောတာပါတယ်အဲ့တော့ဒီခန္ဓာအရာမျိုးကတော့အားလုံးပြောတာပြတာပဲရုပ်ရည်တို့ကိုပြန်ထားရတယ်အဲဒီရုပ်မှာလာတဲ့ဒီတောင်းကြတဲ့ခန္ဓာကနားကိုအောက်ထိုင်နေတယ်ပေါ့နော်ဟုတ်ပါတော့ဆေးကြောင့်ပေါ့ဆေးကြောင့်လို့ရတာကမှာအပြင်အားရပေါ့တော့ဇာမယဌာနကိုလုပ်ရတာပါတယ်ဟိုအခါကကြီးအဲဆိုအခါကတော့ဟိုမှာเป็นเจ้าလို့ပြောတယ်အားကเป็นเจ้าလို့ပြောတယ်မူလကတည်းကเป็นเจ้าလို့ပြောတယ်ဆိုတာကျွန်တော်ဆန်းစစ်တော့ကျွန်တော်ဒီကြည့်ရတဲ့ဒီစီမံတာပါတယ်ဒီလိုလေးတွေတော့မတည့်ဘူးတော့မှာခုနကပြောတဲ့ university လေးပါတယ်နော်ဒီမှာအဲ့ဒီတော့ဒီပိုင်းကျွန်တော်စေလို့ပြောတာဒီ private sector ကြီးဘယ်လိုလုပ်ဖြစ်လဲ competition ရှိမှပဲအစရတာလည်းဘောစစားတာအဲ့ဒါကိုဒီပိုင်းကျွန်တော်ဒီပိုင်းစေလို့ဒီလိုဆိုတာပြောတာတော်တော်လေးကျွန်တော်ဒီဟာဒီလိုတော့ကျွန်တော်ပြရအောင်နော်ဟုတ်ပါဘူးတော့ဘယ်မှာမှကျွန်တော်ဒီလိုပန်းချီစကားမျိုးတော့အဲ့မှာတော့ပြင်ဒီလိုက်ကျွန်တော်ထားစေရှင်တယ်နော်နောက်တော့ဒီလိုမျိုးစီတော့ဒီလိုကမှကျွန်တော်ဝတ်တယ်ဒီလိုမျိုးစီဝတ်တယ်ပြီးရင်ဒီကျေးဇူးဆိုကျွန်တော်ဝတ်တယ်ဒီလိုစီကျွန်တော်ခေါ်တာနော်အော်ကျွန်တော်ရှင်းပြလိုက်လို့ခါမှာတော့စံချင်းဒီစားပင်းကြီးမှာကျွန်တော်ဘာလို့ဆက်ချင်ရှိတယ်ဘူးဟိုမှာဒီတန်တရာနော်ဒီသဘောဝစမီနော်အကုန်လုံးကိုလည်းတက်တဲ့ယူရည်လေးတွေတော့ဆော့မယ်နေရာမှာကျွန်တော်ရှင်းပြလိုက်လို့နော်အဲ့လိုမျိုးကြတော့ဒီညာမှာတော့ဆက်ရှင်တယ်အဲ့လို combination ပေါ်ရတယ်အဲ့လိုရုပ်ရှင်မျိုးပေါ့ဘုရားရဲ့ကျွန်တော်လည်းအဲ့တော့ဘာသာတိုင်းစကားကိုကျွန်တော်လည်းရပ်ပတ်တိုင်းမှာဒီမြေလက်တွေရှိတဲ့ဆိုတာကိုစဉ်းစားပြီးပြီပါနော်အဲ့တော့အားစားရေးမြေပုံမှန်နေတော့ဒီစမီပို့တော့စမီဝင်ရပါတယ်ဒီမောင်းပြီးဒီမောင်းအောင်မောင်းပြီးတော့ဒီကုစီကိုဆွေးရပြီးတော့ဒါကျွန်တော်စဉ်းစားထားပါတယ်ဒီလိုမျိုးလို့ဆိုတာအစားအသောက်တွေတက်တော့ပြီးရင်ဘာသာရေးအမှန်တရားတော့တက်တယ်ပြောပါပြီတော့ဒီလိုတက်တော့နားကြတယ်နော်နားမြည်စီရရဒီကြားလိုက်စဉ်းစားရမယ်နားမှာစဉ်းစားရမယ်မြို့ကလာစဉ်းစားရမယ်ဘောစီကလာစဉ်းစားရမယ်ရေညောင်းရတယ်ကိုစဉ်းစားရမယ်ဆိုတော့တရားမှာဘယ်လိုရအောင်လုံးကြီးတို့လုံးရမယ်ဆိုတော့စဉ်းစားပြီးပါတယ် business တွေရဲ့ဒါပေဒီယုံကြည်တဲ့တော့customer အားနေရတယ် customer တမတ်ကိုလည်းမာတာလိုက်ယူပြီးမာတာလိုက်ကျွန်တော်အန်ဒီကြီးအောင်ကျွန်တော်နေရာတော့လေအေးရမယ်စက်ပြီးကာဝါစကန်နေတော့အဲဒီကျွန်တော်ဒီစဉ်းစားရအောင်ပါတယ်တော့စမှုမှာတော့မှာတော့စမှုကိုကျွန်တော်ထားရမယ်သူတို့ပြပြပါတယ်ဒီကျွန်တော်ရဲ့စိတ်ကူးကိုပြပြရတဲ့ပါတယ်လို့ပါတယ်အဲစားလက်စမှုတွေဒီလိုတော့မှာပါတယ်ယူရတယ်လို့မှနေတယ်ကျွန်တော်မှာဟုတ်တယ်နော်ယူရတယ်လို့မှနေတယ်ကျွန်တော်နာမရေးကြပါတယ်ဥပမာ eco-tourism ကိုကျွန်တော်မိတ်ဆက်လာမယ်ဆိုတော့ယူရတယ်လို့မှနေတယ်ကမရှိဘူးပြောတဲ့ဒီ attraction တွေတော့ဒါမှပြောတဲ့ချက်ဖြစ်ပါတယ်ဒီစီမံရေးတော့ဘာလို့ဆက်တာလဲဆိုတော့ကျွန်တော်မှာတော့ဒီအဝေးကြီးနာဒီညနာစမ်းတော့ဘယ်လိုမျိုးစေးလို့တော့အဲ့တော့ဒီ shopping mall ကြီးအဲ့တော့ဒီခင်းရတာတော့ပါတယ်လူကြီးဒီညနာစမ်းတော့ပါတယ်ဥမာတော့ကျွန်တော်ကပြောတာဟိုအားအစ်စီတော့ချုပ်နိုင်တော့ဘယ်တော့တော့ဒါစကားကျွန်တော် line ကနေဆက်တာဒါဒီစီစားရမှာပါတယ်ဒီနားကြည့်တဲ့နေရာမှာဒီတိုင်းဒီတော့မပေးဘဲနဲ့တော့ဒီလူကြီးတွေညနာစမ်းတော့
စဉ်းစားပြရမှာဖြစ်ပါတယ်ပြီးရင်စားတော့ဆိုင်တွေလည်းကျွန်တော်ကောင်းကောင်းစဉ်းစားရမှာဖြစ်ပါတယ်နော်စဉ်းစားပြရမှာဖြစ်ပါတယ်အဲ့တော့စိတ်ကူးမွေးမြူရေးဆိုလို့ထားပြီးပါပဲဒီပါတယ်လက်ရှိမှာတော့ဘုရားတို့ထပ်ပြီးတော့ချိန်ဖို့ဖြစ်ပါတယ်လက်ရှိကကျွန်တော်တို့5% လောက်ကျွန်တော်တို့ရထားတယ်5% လောက်ရှိမှရှိမှာပါဒါလည်းကျွန်တော်တို့ရထားဖြစ်ပါတယ်ဒီတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကဒီမျိုးတွေရာတက်မှတ်တယ်ဒီချက်မှုကိုစိတ်ကိုစားလို့ဒီဒီလေးတော့လည်းပြောရတယ်ဘာလဲဒီမှာဒီနေ့ကျွန်တော်ဆောက်လုပ်နေတော့ဒါရှိလို့ဒီလိုပါတော့ကျွန်တော်ကပေးတဲ့နိုင်ချက်ရတော့တော့လည်းတော့ဝိတ်သွားတဲ့အချိန်မှာတန်ကျူပေးတော့ပါဆိုတော့ကျွန်တော်တို့ဟာပြန်ဆော့တယ်တော့ကျွန်တော်ကခုနကSince no Jin Bola Jin Janas no accept me era ni no numeroကျွန်တော်ကတိုင်းမှာပြောနေကြတာaccept me လို့ရတယ်လူတွေပဲစာရမ်းများကျွန်တော်ဘာမှမလုပ်ကြများပြီးသူဖတ်ထုတ်နိုင်တဲ့စိတ်ပါတာတွေလည်းကျွန်တော်ဒီဒေသစာရမ်းတွေသူတွေကျွန်တော်ဖတ်ထားတာဖြစ်ပါတယ်အခုကျွန်တော်ကဒီတာလေးနဲ့အများဒီစိတ်များဘောကကျွန်တော်အများကြီးဒီရဲ့ပေါင်းပြီးတော့ဆောက်တဲ့ပုံစံနဲ့ဒါကျွန်တော်တို့ဘယ်တဲ့နေရာမှာဈေးကြီးများဖြစ်တာကိုကျွန်တော်သိထားပါတယ်အဲဒီဒီချက်တဲ့ပုံမှာလို့ကာလာဘူးအခုတည်းရှိချီနေရရင်ကြီးနေမယ်လေအောင်လာမှာဆက်တာတော့ရင်ကြီးရတော့ဒီကားများဒီပုံအဲ့ဒါကျွန်တော်ရှိတဲ့ခံရတဲ့သာဘူးကျွန်တော်ဒီမှာပါလေကျွန်တော်ပြန်လာတယ်ကျွန်တော်မြို့ပြတဲ့ကိုထားတဲ့ဒီကလာမြာဒီကလာမြာကအရင်ကတော့ထားတာရှိတယ်အခုကျန်တဲ့ရှိတော့အဲ့ဒါတော့မြို့ပြချက်ထားတဲ့အချိန်မှာငါအင်ဂျာလာမရှိနေရပြတယ်ကျွန်တော်ဗာလဲဆိုတော့ကျွန်တော်ပြောဖို့မဆိုတော့တခုခုတော့ဖြစ်သွားရင်မိတဲ့ရှင်များဟောလာတယ်အဲ့ဒါကိုကျွန်တော်ဒီလိုပြောပါမယ်ကလာမျိုးရလို့ဒီကနေ့ကျွန်တော်ပြောတာလေတော့အခုဒီရှင်နေရကျူးတော်ရရရှိတယ်ဒီကျူးတော်ရကဘာလို့ဖြစ်လဲဆိုတော့ရှင်းတဲ့အားနဲ့စဖိုင်မဟုတ်ဘူးသူကချောကူတဲ့နေကြောင်းနဲ့ဘာတဲ့နေစဖိုင်ကြီးတယ်အဲ့ဒါကိုသူ့တော်အင်္ဂလာကသူကမြို့ပြစမန်အားလုံးရှိတဲ့ရာဒီဘူဒီကြကြသာတော့ဒီလိုမျိုးတော့ဒီကရတာပါတယ်ဒီလူများသိတဲ့နေထိုင်ရေးအတွက်တာဝန်ရှိသူများအဲဒီခုနကဒီပါလေအင်္ဂလိပ်နဲ့ဆက်သားရေးကိစ္စတော့အဲဒီဆက်သားရေးကမှစဉ်းစားကြည့်တဲ့ချက်များဘူးစဉ်းစားတော့အင်္ဂလိပ်နဲ့ထားရတယ်။တော့အမေစုပြည်နေရာများအပြည့်ပြည်သူနဲ့ဆက်ဆက်ပြည်သူနေရာများတော့မျိုးရဲ့အစိုးအဖျားအားအခြေအနေရမျိုးပြည်လေးခုမှာလည်းတော့အရာလေးခုမှာကျွန်တော်အဖြစ်ကျွန်တော်စုပြည်နေရာကပြီးတော့မျိုးတွေပေါ်မှာအမေစုရဲ့နေရာတော့အမြဲတမ်းရှိပြီးကသိရမယ့်နေရာကိုသိစေကြတော့ဒါလည်းတစ်ဆက်တည်းပဲအများပြည်သူတို့အင်တာလို့တဲ့အချိန်မှာအမြင်မတော်တဲ့နေရာများမှာဟုတ်ပဲလေအများပြည်သူတို့နဲ့သုံးနိုင်တဲ့နေရာမှာအများပြည်သူတို့အင်တာများဘုရားဘုရားတော်ဒီကြတာဖြစ်ပါလေတော့အဓိကတော့ဘယ်သူချက်ကိုအားထားတဲ့ဒီလက်ရှိခရိုင်ရေးတဲ့နေရာကိုစီတီမားကတ်ဘူဒီတဲ့ဒီတပည့်အဲ့ဒါကလည်းသူချက်ကိုတော့ဟာထားခုနကကျွန်တော်လည်းရှင်းပြတယ်ဟာထားမြို့ဖာကအကျဉ်းကြီးကလေးကတော့ဆူလာတဲ့အခါကိုကျွန်တော်အဲ့ဒီနေရာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ထဲဝင်လေဒီနိုင်ခါခဲ့တယ်ထဲဝင်ကအစုပြုထားတာကမြို့တော်ခမအစုပြုထားတဲ့ကျွန်တော်တို့ကျန်တာရဲ့လို့ကျွန်တော်နောက်ဆုံးမှာကျွန်တော်အခုရှိပြီးနေရာကိုကျွန်တော်ရွေးထားပါတယ်ဒါပေမဲ့လို့တော်ထားကြီးကအဲ့ဒီနေရာကိုကျွန်တော်နေရာရွေးထားတဲ့ဆိုတော့ဒါကတော့ကျွန်တော်ဒီနေရာကိုကြားနေ
ထားပါတယ်နော်မေခိုင်ခံမှုကိုအခုမြို့နယ်စုပေါင်းစုထားတယ်ဟိုတည်းကကျွန်တော်ဥစားနေပြီကျွန်တော်မေးတော့အခုမြို့နယ်စုပေါင်းစုထားတာကအောက်မှာမေဆိုင်တဲ့ဆက်ပြရရှိတယ်မေဆက်ပြရနဲ့စမ်းကြည့်လိုက်တော့အောက်မှာအဲဒီအောက်မှာချုပ်ခုနှစ်ပေမှာနေတာခိုင်မာတဲ့မေသားရှိတယ်အခုလက်ရှိအစုပ်တွေဒီအပေါ်မှာခေါ်လက်စစ်ချက်ကိုဆက်ထားတာပြပါတယ်အဲ့ဒါကြောင့်လို့မေမခိုင်မှုကစူဒန်မျိုးတော့ဘယ်လိုကျွန်းကျင်သူများနဲ့ဒီခိုင်ပါကြတာဖြစ်တယ်မေခိုင်မာတဲ့အခါပါပဲဒီချက်ဒီနေရာမှာတော့ shopping mall open market ကြီးဆိုတော့ကျွန်တော်စပွန်ဆာရရနိုင်တယ်ကျွန်တော်ကြားရှိနေတယ်ကျွန်တော်ဆွေးပြီးသားဆွေးမေးတော့ရှိပြီးသားဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီကနေ့တာလေတော့ဘာလို့ခဲတယ်စီတော့မြို့ဟောတဲ့ကသူရှိချက်နဲ့ဒီဘုံကြတယ်အခုကျွန်တော်မြို့ဟောတဲ့ကိုဒီရှိတယ်ဆိုတော့တချို့တွေကမေဂန်ဖိုင်တွေပါဘုံနေရတယ်ဒါဆိုကျွန်တော်မဖြစ်ပါဘူးကျွန်တော်ဖြစ်စေချင်တာကအဲ့ဒီကျွန်တော်ချမ်းမေနေမြန်မာတို့ထူတာကဘာချန်တီကိုလာချန်မေအေရီယာတွေအခုမျိုးလေပေါ်နေရကဒီကောဒီတက်ပေါ်နေရတယ်တရားဒီတော့ကြတယ်ပေါ်တယ်ဘာချန်လို့ဟင်းဒီအင်ဂျင်ချန်မောခဲနီတော့ပါတယ်လုံနိုင်လို့ရှိအောင်ဒီအင်ချက်ဟောမှာဒီမြို့ဟောတဲ့စင်ပြီးတော့ဒီဗျာလာတာဒီဟင်းဒီဟင်းကိုကျွန်တော်မြို့ကိုစပေါ်လို့လုပ်နိုင်တယ်အရင်ကလည်းတော့ဟောတာစပေါ်လုပ်တာပဲအဲ့ဒါဆိုပြီးဟောသူတို့အင်ဒီယန်ချက်ပြအစီအနီးရသူတို့ဘာလို့ပဲပြီးတော့ဒီတို့ဒီတပည့်တော့ဘုရားတော်ရှိမှလည်းလို့ပြဟာသာမတွေဒီကိုဖိဇာတာဘောညာဟောစစ်ပေါ်ရတယ်သူတို့မြို့မှာလည်းကျွန်တော်ရှိပြီးထိုင်တယ်အစီထိုင်တော့ကျွန်တော်အစီဒီခုလိုထားခဲ့တယ်ဘာလို့ဆိုတော့ပေါ်မှာကျွန်တော်ကမချင်းမှတိုင်းတဲ့အထက်ကမြို့တော်နဲ့15မိုင်ဒီမှာလေကြီးဝင်လို့လည်းသူ့ကိုလိုက်လာတယ်တော့ဒီအစီယာက9000နဲ့9000တရားပြီရှိကအကျေက300တော့အဲ့ဒီအပြင်ကို CP စင်တာရဲ့တော့ VIP နေရာရဲ့အားလုံးရှိပြီလားအဲ့ဒါကိုတို့ကျွန်းကျင်တဲ့ဒီငါရှင်တွေကတိုင်းတာပြီးတော့ဘယ်မှာထုတ်ထုတ်လုပ်ပြီးဝန်ကြီးချုပ်တိုင်းလည်းတော့ဒီလက်ထုတ်လို့လည်းအားလုံးလည်းဝန်တာဆိုတဲ့အခါကျတော့ကျွန်တော်မြို့ကြီးကပါစတာဒီလည်းပုံပြတော့ရှုတော်ဆက်ခဲ့တဲ့နေရာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်အောက်တိုဘာအခုကျွန်တော်ထွက်တော့ကျွန်တော်အပြီးကျွန်တော်အဲ့ဒီစာတမ်းလေးကိုကျွန်တော်တင်ပြီးတော့ကျွန်တော်ဒေတာခံရဲ့ဒီအားနဲ့ရှင်းသုံးဆယ်နဲ့သွားလို့လည်းကျွန်တော်စပ်မယ်လို့ကျွန်တော်စီစစ်တာဖြစ်ပါတယ်အဲ့ဒါလည်းဒီတို့ကိုကျွန်တော်ပေါ်မှာမေးနေတော့အကောင်းဆုံးတော့ဒီနေ့ဒီကျွန်တော်ဘယ်လိုပဲဆိုတာကျွန်တော်ဒီကုလို့လည်းကျွန်တော်ပြောရတာကျွန်တော်ကပထမတော့အောက်ကိုလည်းစတင်ဆောင်ရမယ်ဆိုတော့ကျွန်တော်ပြင်ပြနေပါတယ်တော့ဘာမှမဒီမျိုးများအကာဝေးရတဲ့အစီအစဉ်ကြီးများအခုကျွန်တော်ဟာခါမျိုးဒီလိုဖြစ်နေတာဖြစ်နေနေတာကရင်းနှောင်းမြောင်းနဲ့ဒီမြောင်းတော့ခုရေမြောင်းလို့ကကျွန်တော်ဒီကနေစားရှိနေရစီအကြီးကြီးဟောဆောကားကနေစားပြီးတော့ဘာလို့ဘာဝဒီအတီစီအတော့တော့လည်းကျွန်တော်ရှိရှိတယ်အဲ့ဒီရှိကိုလုံးချုံချုံနဲ့ဒီမြောင်းတော့လည်းလုံးတယ်ခါခါအဒီလိုစကြောင်းရှိပါဘူးအဲ့ဒီအတွက်ကိုအပေါ်ကနေဒီဘက်ကတော့လည်းလုပ်ပြရတယ်ကျွန်တော်ဟာအကာအကွယ်ဖြစ်တာဖြစ်တယ်ဒီရှိခုကိုကျွန်တော်တော်လည်းလုပ်ပါတယ်လို့ကျွန်တော်ပြရတာပါတယ်တော့ဟာမဲ့ဟာကစင်နာစုပြီးတဲ့ရုံးတော်နဲ့အဲ့ဒါလက်ပါဝင်ကျင်များကိုကျွန်တော်စင်လိုက်စုပြီးဖြစ်အောင်ဒီတော့ဒီကိုအစိုးရကျွန်တော်မိဘတ်တော်ပါတိုင်းအောင်စုနေမိနိုင်ပြီးတော့ဒီတော့ဒီကိုကျွန်တော်လုပ်ရမယ်တော့ဒီလုပ်နေတဲ့ညပဲကျွန်တော်ဘာတော့တော့လေလာစရာ Christian Center ပြီး Christian Center ပြီးကျွန်တော်တက်မှလည်းတော့အကောင်းဆုံးလည်းလုပ်တယ်တော့ဒီတော့ရဲ့သူတို့ရဲ့အကူအညီလည်းကျွန်တော်ကောင်းတယ်ဘာလို့ဆိုတော့အခုမောင်တာဘက်တော့ green hero ဆိုတာသူကတက်ကတစ်400နဲ့တစ်ဆက်ကြီးရှိတယ်အဲ့ဒီမှာဒီတော့ကောင်းလေးလို့ဟာအနည်းလေးကောင်းတယ်တော့ Christian drinking အတွက်လည်းကောင်းတယ်တော့ကျွန်တော်ဒီတော့ဒီတော့ hotel တော့ကောင်းတယ်ကိုဘာမှဆိုတော့ဟာအတွက်တော့ဟိုကောင်ကနေကျွန်တော်ဟာလေကောင်းနေတဲ့တရားဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဒီဟာဒီဘယ်လိုစတာအဲ့ဒါတော့အခုကျွန်တော်မြို့ကစီမံကိန်းဆွဲအခုအချီဒီမှာအခု
အခုမျိုးပြအစီအမံကြီးထဲမှာကျွန်တော်တို့ပဲနဲ့အရင်ကမဝင်ခိုင်းအခုမှဝင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဂျန်မျိုးကြီးတဲ့တာလို့မှလို့ဆိုတော့အရင်ကမျိုးထဲမှာမဝင်ဘူး။တော့ထဲမှာအခုမျိုးထဲဝင်လာတော့တိရစ္ဆာန်ဥယျာဉ်ပြီးဆိုတာတောင်းပြီးတော့တယ်။ဘောအဲ့ဒါကျွန်တော်ခုဘာသာရေးရှင်းအောင်အတင်းတော်ကတော့ထားနေတာကိုအခုဒီပဲဒီတော့တာရှင်းလန်းစီအောင်လုပ်တယ်။အများကြီးအမှန်ရှင်းနိုင်တဲ့ဒီတော့ကြည့်ဖြစ်အောင်လည်းလုပ်ရတယ်။တလားပဲဘုတော်ကိုလည်းဒီတိုင်းလုပ်ရတယ်။တော့ဒီမှာဘုတော်ရှိတယ်။အဲ့ဒီဘုတော်ကိုလည်းဒီတိုင်းလုပ်တယ်။ဒီတိုင်းလုပ်ပြီးမှဟာကိုတာယာဟာတော့ပေါ်မျိုးလေးဖြစ်ဖို့ကျွန်တော်ဒီစားပြီးတော့လုပ်ရမယ်လို့ကျွန်တော်ပြောပါတယ်။ကျွန်တော်မြို့ရဲ့စီမံကိန်းစနစ်တွေဖြစ်ပေါ်နိုင်ရင်လည်းဒီလူများပေါ်ပေါ်လေရအခုကျွန်တော်မြို့ရဲ့စီမံကိန်းတွေဆွေးနွေးကျွန်တော်အကောင့်ထဲကိုပါကြည့်တယ်တာဝန်မှုကကြည့်တယ် education တော့အဲ့ဒါကြောင့်ဒီစီမံကိန်းကြီးကိုထုတ်ပါတယ်ခရက်ကနေလောက်တော့မျိုးပို့တယ်တခါစီပင်းရမှုကလုပ်ထားတာကောင်းတယ်ဒါပေမဲ့လို့စိတ်ကူးရှင်တော့လည်းကျွန်တော်အဲ့ဒီပဲနေတယ်အဲ့ဒါကြောင့်ကျွန်တော်သူတွေပဲဒီနေ့ပဲကျွန်တော်လည်းရုပ်နဲ့တော့တာမျိုးကိုဟုတ်ပဲနဲ့ normal တော့အားလုံးမြို့မြင့်တွေပါနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့ကျွန်တော်တို့ကလည်းမြို့မြင့်တွေပါဆိုတာကလည်းကျွန်တော်နဲ့ကာကွန်နဲ့ခါတော်နဲ့လက်ရှိအချင်းအဆောင်ပြည့်တဲ့လောက်တာမဟုတ်ပါဘူးကျွန်တော်လုံးဝပါစက်လက်လက်မြို့မြင့်တွေပါစီရှိတယ်အဲ့ဒီလိုကိုတော့ဒီထဲမှာဝေရှိအောင်မြို့မြင့်အဖွဲတွေပါတယ်လူငယ်ရှိဝဲတော်တွေပါတယ်အဲ့ဒီတော့နဲ့ညီဆိုင်တော့ဟာမြို့ရဲ့ကြောင့်ဒီနိုင်တော့ကျွန်တော်ဆုံးဖြတ်တာဖြစ်ပါတယ်အဲ့ဒီခါမှာကျွန်တော်လည်းပထမဝေကြီးအမြင့်ရှိသွားတယ်လေဟာမြို့မြင့်ပါရှိတဲ့အတွက်ဟာကိုချိပြင်းနေလူမျိုးအလုံးရဲ့ပူစားပြုတယ်အများကြီးတွေနေတိုင်းကိုထိုင်နိုင်အောင်မြို့တော်ကိုလည်းကျွန်တော်ဒီဆုံးကျွန်တော်ဒီပြီးတော့လုပ်ထားတာဖြစ်ပါတယ်အဲ့ဒါတော့မြို့မြင့်ပါဆိုတာကလူတိုင်းမြို့ပါဆိုတော့ဒီတော့ပူစားတော်ဝင်ပဲတဲ့ဖြစ်ရှိတယ်အဲ့ဒါဆိုတော့ကျွန်တော်ဟာဒီပြောလိုက်တဲ့အချိန်မှာအဲ့ဒီမြို့မြင့်ပါနဲ့ပြဿနာဌာနနဲ့ပူပေါင်းပြီးတော့ကျွန်တော်စီမံချက်များကိုကျွန်တော်ပေါ်တယ်ပေါ့ဒီကျွန်တော်မှတ်ထားပါတယ်အဲ့ဒီချက်တိုင်းနဲ့ပေါ်တယ်ဟုတ်ပါဘူးการพูดเรื่องเป็นสังคมมองแบบนี้การเองจะมาไม่มาดูดูมาเลยทำทำมาเลยแต่ยูนการเนี่ยนี่ก็ไม่ใช่ปีนี้ละเลยถ้าเราเองเนี่ยละเลยถ้าเราเองเราดูดูมาที่ดูจะเราจะพูดถึงอะไรเลยที่ตัวเองเนี่ยยุคสมัยนี้สวยเป็นแบบไหนมาเราดูดูผ่านดูเนี่ยเนาะตัวเราจะต้องผ่านอะไรဘုရားဆောင်ပါပါတယ်အခုဒီနေရာမှာဒီစီရအရင်စားကျွန်တော်တို့ဒီကိစ္စရှိတာလည်းအမှန်ပါသူနဲ့ကျွန်တော်တို့စိတ်တိုင်းတာဖြစ်ပါတယ်သူတို့လည်းပဲကိုယ်စိတ်တိုင်းတာလည်းသင်ကြတာကဒီနည်းဆိုတဲ့ရတဲ့ဖြစ်ပါဘူးဘာလဲဆိုတော့ဒါကိုဒီစီရစိတ်တိုင်းတာမျိုးဆိုရင်အနည်းဆုံးတစ်နည်းကြာမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုစကားပြောတော့စိတ်တိုင်းတာဖြစ်တာကိုယ်ကိုယ်ကလည်းရတဲ့ခါမှာသူ့ကိုယ်ကိုယ်ကိုလည်းဒါဆိုတော့ဒီဟာရတယ်ဒီဟာကအဲ့ဒါနဲ့သူ့ရဲ့ကနားရဲ့ပတ်သက်တာဆက်ပြီးကျွန်တော်ဆက်တဲ့အခါမှာအောက်မှာရှင်းချတဲ့လိုပြတဲ့ဟာရှိတယ်ဒါတိကျတဲ့အတိုင်းအတာကိုပြောပါလို့ဆက်လက်ပြီးပုံစံနဲ့တာတော့တိကျတဲ့အတိုင်းအတာကိုကျွန်တော်ပြောမှာပါတယ်လို့ကျွန်တော်အောက်မှာတတိယမှာပါတယ်ကျွန်တော်ဆက်ထားပြီးတော့ပါတယ်နောက်ဘုရားကျွန်တော်ဒီမှာတင်ပြတဲ့အများကြီးကျွန်တော်ပြောထားတာဒါအခါမှာကိုရီးယားကျွန်တော်လုပ်နေပါလေဓမ္မတရားဘုရားမှာကျွန်တော်မှာဖြစ်ပါတယ်အလုံးစုံကဘုရားပြီနောက်ကြရနားစုမှာဖြစ်ပါတယ်နားစုကျွန်တော်တို့ဘာသာတော်နဲ့ဘုရားမှာဒီချာမှာဖြစ်ပါတယ်နောက်တရားတော့အမှန်တရားတွေကကျွန်တော်တို့ယူနေစီမျိုးကိုနားမှာဖြစ်ပါတယ်ဒီအများကြီးဘုရားပေါ်ခါနဲ့ပတ်သက်လို့တောင်းဆိုတာနားကြပါဘူးကျွန်တော်တို့ဟာဘုရားမြတ်ဒီနေရာတောင်းဆိုတာနားကြပါဘူးသူတို့လည်းဒေါနာမရတဲ့အတွက်လုံးနေတာဖြစ်ပါတယ်အခုဒေါနာပေါ်လာတယ်ပေါ်လာတဲ့အခါမှာကျွန်တော်တို့လုပ်ရတယ်လုပ်တဲ့အခါမှာဒီကျွန်တော်ဒီဟာကိုဖတ်လို့ရအောင်ကျွန်တော်မှာကျွန်တော်ဆိုရတာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့မလုပ်ဘူးလို့တချို့ကမြင်နေလို့ဒီ
တို့နေရာမှာတော့နားနေရတော့အခုနေဒီချိန်မှာကျွန်တော်ချင်းနေတာရတာမယ်အဲ့ဒီအချိန်ကဖြစ်တယ်ဘုကျွန်တော်နေရာဒီမှာလည်းအများမဘူးဆောင်းနေမှာနေထိုင်လာပါမယ်အဲ့တော့ဒီမှာလည်းတက်လာပြီးတာအတွက်ရင်းနေရရှိသလားဆိုတာဒီမှာကကျွန်တော်ရဲ့မျိုးစုံရတယ်ခဏခဏတောင်းပါတယ်အဲ့ဒါ
ဒီမှာတော့ပြောပါပါလေဒါနဲ့ဒီကြီးကတော့ပြောပါပါဘူးအဲ့ဒီကတော့ကျွန်တော်တို့ဒီကြီးကိုဒီတိုင်းကိုဒီတစ်ဖက်ဒီကြီးကိုတန်ဖိုးရှိရှိဒီကြီးကိုအပြည့်နိုင်လို့ကျွန်တော်တို့စဉ်းစားပါလေဆိုတာကျွန်တော်တို့တကယ်ပြပါအဲ့ဒါကျွန်တော်တို့လက်ရှိနေကိုစဉ်းစားရတာလက်ရှိပေါ်စီနေကျွန်တော်အားလုံးတက်နေပါလာတဲ့ဒီဘန်းကိုဒီကြီးပေးဖို့အထက်ကရှိပါလိမ့်မယ်လာဒီကြီးကတော့တဲ့ဒီတိုင်းကိုဒီကြီးပေးဖို့လူချင်းပါလေလူပါလိမ့်မယ်ခုကျွန်တော်ယူကပ်ပြီးလို့ပြောရတာဘယ်ရတာဖြစ်စေတာဒီတိုင်းကိုဒီတိုင်းကိုဒီကြီးပေးတဲ့ကြောင့်ဘယ်ရတာလဲဖြစ်ပါလေအခုဒီတိုင်းကိုဒီကြီးပေးတဲ့အခါအကွက်ပေးတဲ့အခါဒီကိစ္စတေကိုစားပြီးကိစ္စဘယ်လိုကိစ္စအားရဆက်တဲ့လိုက်ပါဖြစ်ပါလေအဲ့ဒီကြောင့်မို့အောင်မြင်တဲ့အော်တော်လေးအားလုံးလည်းဒီကပုဂ္ဂိုလ်လုပ်ပြီးကောင်းတဲ့ housing scheme တွေရှိပါနော်အများကြီးဒီလိုအများကြီးဒီလက်ဆောင်ရဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ဒါကိုစဉ်းစားရပါလေအဲ့ဒီနေ့ဒီကောင်လေးကစဉ်းစားရတာအဲ့ဒီပုဂ္ဂိုလ်တိုင်းကိုဟာတာစဉ်းစားလို့ဒီတိုင်းဒီတိုင်းကိုဒီကွက်ဘယ်လိုလဲကျွန်တော်တို့ကအောင်းစီဖြစ်ပါအင်းရဖြစ်ပါအင်းရတော့လည်းဆိုလို့ရှိရင်ကျွန်တော်ဒီကတော့လည်းဒီတိုက်တစ်ဖက်တိုက်တစ်ဖက်တိုက်အဲ့ဒါတိုက်ခန်းနေနော်ကျွန်တော်ရန်ကုန်မှာလို့ရန်ကုန်မှာတို့ကဒီကတော်တော်များများကျွန်တော်ရဲ့ဒီရန်ကုန်မှာဒီလိုပြောတာဒီမှာပါဒါမှတိတ်ရှိပါပြီးပါအဲ့တော့အဲ့ဒါကိုတို့စဉ်းစားဖြစ်ပါလေဆိုတော့ပေါ်တာအဲ့တော့ဒီကြီးတွေဖြစ်တာဟောစီလုပ်တဲ့အခါမှာနော်အဲ့ဒီအခြေခံနဲ့လုပ်တဲ့အခါမှာတစ်ခါတစ်ခါဒီတဲ့အခါဒီကိစ္စကိုရတယ်တဲ့တက်တာပါလေဒီကိစ္စတက်တာပါလေဒီကိစ္စကိစ္စဒါမှတက်တာလုံးဝကိစ္စတက်တာပါလေအဲ့ဒါကလည်းတက်နေစတာဒီလိုကြောင့်အထူးသဖြင့်ဒီမှာတိုင်းပြောပြီးတော့အားကောင်းမျိုးမှာလာကြတော့မြတ်ဒီဒီကိုတင်းတင်းပြည့်ပြည့်ဆိုရတာတော့ဆက်ပြီးတော့ပေါ်စီတိုင်းစဉ်းစားဖို့ရှိပါလေဆိုတော့ပေါ်လာတယ်ကျွန်တော်မြို့ရဲ့ချက်ပြီးတော့ဒီလိုအင်းကြီးကိုစူးစမ်းတဲ့အခါအသက်ကြီးကိုစူးစမ်းတဲ့အခါအခုကအသက်တော့ဆွေးနွေးတယ်ဒီနေ့ဒီခိုင်းနော်ဒီကြီးပြတဲ့တက်တဲ့ကိစ္စ landscape ဖြစ်ပေါ်တဲ့ကိစ္စဘယ်လိုလဲနော်ကျွန်တော်ကမြို့ကဘယ်လိုလဲချင်းထွက်ပြီးတော့အဲ့ဒီမျိုးဖြစ်နိုင်တယ်ဆိုတော့ဆွေးနွေးဖြစ်ပါတယ်အဲ့တော့ခုန30ရာခိုင်နှုန်းတော့ပဲ public housing ကိုပုံမှန်ဆိုလို့ရှိရင်ယူနေဖို့အတွက်ပုံမှန်ဆိုလို့ရှိရင်တို့တော့စစ်စစ်ပြီးတော့လက်ရှိဒါလည်းတော့စစ်စစ်ပါမယ်ဘယ်လိုဖြစ်လို့တော့ဒီရှိမှာတော့တဲ့တော့ဆက်လို့တယ်ဘယ်လိုဖြစ်နော်ယူတွေကိုဘယ်လိုကြားပါလဲဆိုတဲ့ကိစ္စကဘာလဲစဉ်းစားလို့ဖြစ်လာတယ်ဆိုတော့ပေါ်ပြပါတယ်အဲ့တော့အဲ့ဒီတော့ဒီတိုင်းဒီပေးလို့နော်ဒီကိုပြင်တဲ့ကိစ္စဆက်တော့ဆွေးနွေးရမယ်ဒီနေ့ဒီတော့ကျွန်တော်ဒီကြတယ်ဆိုတော့ဒီနေ့ချက်တော့ကျွန်တော်တို့ကဒီကြည့်တော့ဘယ်တော့ဆွေးနွေးရချက်တော့အော်ဒီကနေအဘယ်တော့ဘယ်တော့တိုင်းတော့တယ်ဒီလိုရှိတယ်အဲ့ဒါရှိပေါ်စီဒီတော့လည်းဒီလိုရှိတယ်အဲ့တော့ခုနကပြောတော့ဘယ်တော့ပြောရချင်တာဘောလာပေါ်ရင်ရောတော့စူးစမ်းကြရတော့တယ်အဲ့ဒီအချက်ကိုတော့ကျွန်တော်စဉ်းစားကြည့်ပါမယ်အားတော့ဘယ်လိုမျိုးလဲရှင်းလာတယ်ဒီ environmental impact ရော social impact ရော health impact ရောဒါတွေကိုချက်ပြီးတော့စစ်စစ်မှာဖြစ်တော့အချက်နဲ့တော့မှာဖြစ်တော့ဘာလို့လဲဆိုရင်တစ်ခါကပုံပြမှုအတွက်လုပ်နေတယ်တော့ထိခိုက်တဲ့ကိစ္စရှိပါလေအဲ့တော့ဘယ်လိုလဲလုပ်တဲ့အခါကျွန်တော်ထိခိုက်မှုရှိဘူးဆိုရင်တော့ဟုတ်အဲ့တော့ environmental impact ပေါ်နေထိခိုက်မှုလူကထိခိုက်နေတဲ့နေရာရှိပါလေအဲ့တော့ဒီလိုကထိခိုက်နေဆိုရင်နော်ဆောင်ရွက်မှုဖြစ်တယ်ဖြစ်တယ်ပေါ်ရပါအဲ့တော့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီချက်တွေဒီပေါ်တာတော့ဒါတွေကိုလုပ်လို့နေလို့ပြောတာဒီအဘယ်တော့မှမလုပ်တဲ့ process ဒီကအောင်ပြီးဆိုရင်ဆောင်ရွက်လို့လုပ်ရစီရဲ့အနေထားနဲ့တကယ်လို့ကျွန်တော်တော့ကောင်းကောင်းပြတာပါတယ်တချို့ကတော့ဘာလို့လဲဆိုတာအစ
စီးပွားရေးတော့တိုင်းတိုင်းပြီးသွားမယ်လို့ထင်ကြတယ်။ဟုတ်တော့အားလုံးဒီလိုနဲ့ဒီရှိတော့နော်ဒီချီကြတော့နော်ချိန်ပြီးတော့ပြောတာကိစ္စဖြစ်ပါတယ်။အဲ့တော့အခုဒီတော့အများကြီးတော့မှပြီးတော့အဲ့တော့ဒီလိုနဲ့ဒီ face by face ပိုင်းလိုက်ဆောင်ရွက်ရတဲ့အခါမှာအထူးသဖြင့်ကျွန်တော်ကတချိန်တည်းနဲ့နော်စီမံတချိန်တည်းနဲ့ဒီလိုပါလို့ဆိုရတဲ့နော်သူ့ရဲ့ process ကိုကျွန်တော်မြင်သင်ပြတယ်အဲ့တော့ဘယ်လိုဆက်လုပ်ရတဲ့ကိစ္စက face one ကျွန်တော်ပြင်တဲ့ကိစ္စကမြို့ပြရေးရ53လောက်ပါပို့နော်နေမင်းကပါရှိတယ်နေမင်းကပါရှိတော့အဲ့ဒီထဲမှာပါမယ်အထက်က major major spaces အထက်ကရင်းကြီးတဲ့နေရာကိုယာတာကဖြစ်တယ်အဲ့ဒါဒီတဲ့ကဘာပြောရဲ percentage ကိုဒီဒီလိုတော့ဘာလို့လဲတော့ကျွန်တော်တို့ဆိုရတာတဲ့အဲ့ဒီတော့ဒီတော့နောက်ထပ်ဒီတော့ချက်ပြီးလို့ရမယ်ဆိုတဲ့ကိစ္စစဉ်းစားချက်အဲ့တော့ဒီပြန်ပြီးတော့ first phase လို့ပြောတာအဲ့ဒါဒီတော့ second phase မှာစဉ်းစားရတယ်အခုကဒီဆောက်ပြီးတိုင်းစဉ်းစားတယ်ကျွန်တော်ကလည်းဟာ shopping mall လို့ပါမယ်အဲ့တော့ဒီ plan ပေါ်မှာဒီ shopping mall တကယ်ဘယ်လိုလဲတဲ့ developer ကိုဒီနိုင်တော့ဆောင်ရွက်ရတာဖြစ်တယ်အဲ့တော့ခုနကကျွန်တော်အကွက်နေဆွေးနွေးနေတယ်ဖြစ်ပါတယ်သို့တော့အကွက်နေကတော့ဘာလို့လဲအဲ့တော့ state ဖြစ်တယ်ဒီလိုပဲဖြတ်ပြီးတော့အဲ့တော့ကျွန်တော်များအာဘန်ဒေါ်မန်လုပ်တယ်ဆိုရဒီလိုလုပ်လို့ရအဲ့တော့ကျွန်တော်များတိုင်းပြည်မှာအာဘန်ဒေါ်မန်လုပ်တယ် public private partnership လို့ပြောတယ်ဘာလို့လဲဆိုတော့ဆောင်ရွက်နေတယ်အများဆုံးလုပ်ပြီးရှိတယ်အဲ့တော့ခုကျွန်တော်ကျွန်တော်ကတော့ကျွန်တော်လည်းကြားရဆိုလို့လက်ရှိကျွန်တော်စစ်တင်တဲ့ respect framework ဆွဲနေတယ်စစ်တင်တဲ့ဒီလိုရဲ့က zero respect investment မရှိတဲ့အဲ့တော့ကျွန်တော်တို့ဆွဲနေတာက investment ရတာ investment framework ဆွဲနေတာလေအဲ့တော့ဆွဲတဲ့ကဆွဲတဲ့က EU ကျေပေါ်ပေါ်မှာဆိုရင်လည်းစီရတဲ့ကတော့ကျွန်တော်တို့ပြီးနေအဲ့တော့အဲ့ဒီထဲမှာတော့ဒီဂျန်နီတော်ဝင်လို့တဲ့နေတော့ SME တက်ကဆွေးနွေးတဲ့ area ဟာအဲ့ဒီ area ဟာသူကအာမတော်တော့အဲ့တော့အာမတော်တော့လည်းအာဟိဖြစ်အဲ့တော့အာမတော်တော့လည်းအာဟိနဲ့ဆက်ယူပါတော့ကျွန်တော်ဆိုပြီးတော့ investment လုပ်ပြီးတော့ recruiting center investment လုပ်ပြီးစသဖြင့်သူတို့ investment လုပ်ပြီးတော့မရှုံးဘူးအဲ့တော့သူတို့ရဲ့ခါကပြီးဥပမာသူတို့တော့လည်းသူတို့ဈေးဆောင်တယ်မိကပါလို့ဈေးဆောင်တဲ့အခါမှာမြို့ပြည်မှာငါးဖက်ဒီမှာပေါ့ငါးဖက်ဈေးငါးဖက်ဆောက်ဒါပေမဲ့တကယ်တကယ်တော့ဒီတဲ့developer ရဲ့ငါးဖက်တော့ဆိုတော့ဆိုတာချောင်းပြီးတော့ဒီနိုင်ပြီးတော့ငါးဖက်ကိုဆိုတော့ဒီမှာလည်းကြောင်တော့ပါတယ် developer ရှာအဲ့တော့တကယ်တကယ်ဒီတိကျကကျွန်တော်တို့ချင်တာလူတို့ကလုပ်ချင်တာတွေမရတော့အစိမ်းပြန်မှာတော့ပြောတယ်ဆွေးနွေးလို့ဒီစုကြအဲ့ဒီကကျွန်တော် investor ကျွန်တော်ဘာလို့လဲနော်အဆောက်အဦတွေနော်လုပ်နေဆိုတော့ကျွန်တော်စိတ်နဲ့ကျွန်တော်ရဲ့ twin နဲ့လုပ်လို့ရတယ်တကယ်တကယ် develop တကယ်တော့ business ရင်းနှီးစိတ်ကိုတော့ချစ်အောင်ဆောက်နေရစိတ်ကိုစိတ်ကသူ့ရဲ့စီမံတော့လည်းတက်တယ်ကြာအဲ့ဒီကတော့ process ဒီမှာပြန်ရအောင်ဆိုရင် process ကိုဆက်တော့ကျွန်တော်တို့ကဒီစားချင်းပြီးတော့ဆောင်ရွက်ရတယ်ဒါပြန်ဆက်တော့ဆိုရင်ကျွန်တော်တို့ investor တရားကိုကျိုးခုနဆက်လို့နော်ဆက်လို့ industry zone လို့ manufacturing zone လို့ဒါလည်းဖြစ်တော့ကျွန်တော်က investor ဟောရရှာတော့အဲ့ဒီကတော့တကယ်ကိုအပေါ်တော့ဒီစစ်စစ်တော့ဘယ်လိုလဲဒီဒီမှာဒီဆက်နေကြတယ်ရှိပါလေဆိုတဲ့အောင်သုံးတဲ့ကြတယ်အဲ့တော့ဘာလို့ဆက်တော့အပေါ်တော့လည်းလို့ရမြို့ကလေးတော့တော့ဒါပုံပြဆက်တယ်နော်ဒါပြီးအထက်မှာတော့ဒီလိုကိစ္စတွေတက်ပါလေလူခါလာဆိုတော့ဥမာလို့နော်ဟိုတို့ဆိုတော့ဒီကြီးကမှတက်ပါလေနော်ခြေသေးသေးတော့တယ်အဲ့တော့အဲ့ဒီမှာတော့ဒါတက်ပါလို့ဆိုရင်ကျွန်တော် basic ဆောင်တယ်ဖြစ်ပါတော့အဲ့ဒါပဲကျွန်တော်တို့ကြားဖြစ်ပါတယ်အဲ့ဒါတွေဒီနေ့ဟို process action တော့ချက်ချင်းလုပ်တဲ့ကိစ္စဒီနေ့တော့အားလုံး
တော့ခုချိန်တော့ကိုယ်တို့သူ့ရဲ့ expert တော့လာမယ့်ဆက်တဲ့စီးဒီကြပါမယ်ဒီ process ကိုတော့ဆိုရှင်ကျွန်တော်တက်တဲ့ဒီနေ့တော့ဒီစတော့ကို student ဒီကရှစ်ပါဒီကတော့ရှစ်ပါနော်ဒါတော့ဒီနေ့မြို့ကြီးတွေတက်တာချင်းခံရတဲ့ဆောင်ရွက်ဖြစ်ပါတယ်ဆိုတော့ဒီကြတယ်โอเคအဲ့တော့အဲ့ဒီ process မှာဒီစားရတဲ့ process လက်ရှိ CV နဲ့လေးရှိပါတယ် CV နဲ့လေးရှိပါတယ်ဒါပေမဲ့ CV နဲ့လေးဒီမှာဒါသားတွေကတက်တဲ့အားလုံး CV လက်ရှိဥပဒေကိုအဲ့ဒါဆောင်ရွက်ရပါတယ် CV နဲ့လေးထဲမှာမဝင်သေးတော့မြို့ကြီးတွေကတက်သွေးရစီးတင်ထားတဲ့ကိစ္စကို CV ကပွားလို့မရပါဘူးစီးချက်လို့မရပါဘူးဟိုစီးတင်ရဲ့စီးတိုင်းရလို့ရတယ်ဒီကုကမီလို့လုပ်ကြည့်ဖို့ဒီမှာဥပဒေပိုင်းကတက်တဲ့ရှိမှာအဲ့တော့ဒါကကျွန်တော်နေဖြစ်နေပြီဆိုလို့ဒါကိုတော့ကျူးကျော်ဆိုလို့တော်ရဲ့ဥပဒေထဲမှာရှိတယ်အဲ့တော့မြို့ကြီးဒီတိုင်းကရှိတယ်ဆိုတော့ဒါလေးလက်ရှိဒီကိစ္စတချို့လေတွေကဒီလက်ရှိစီးတင်ရဲ့ဒီထဲမှာရှိနေတဲ့ကိစ္စရှိနေကျွန်တော်တို့ကလည်းတော့ထပ်တာရှိပါတယ်တိုးတော်လည်းဒါဒီ propose area တဲ့ကိစ္စကိုဒီတိုင်းတော့ဆောင်ရွက်ရတဲ့အခါရှိပါတယ်ဆိုတော့ကျွန်တော်ဟိုက CP နဲ့အဲ့ဒါဒီကနေအောင်ဆို CP ကဆောင်တောင်းဆောင်ရပါတယ် CP နဲ့အပြင်မှာရှိတဲ့မြို့ကြီးတွေကတော့စုပြန်ထားရတယ်ခွင့်ပြုတာပါအဲ့တော့တိုင်း division တွေကျွန်တော်ကလည်းရှိပါတယ်ဆိုတော့သူကဒီ administrative procedure ပေါ့စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ဖို့လုပ်ပြီးပြည့်ရှိတဲ့အတွက်တော့ဒါလည်းတော့တက်နေများဖြည့်လျှော့ဖို့ရှိပါတယ်ဆိုတော့ဒီကဒီကတော့ဒီကတော့ဒီနေ့သူတို့ကကျေးဇူးတော်ဒီလိုဘုရားကပါမယ်ကျွန်တော်လည်းကတော့ပြောကြပြီးတယ်ကျွန်တော်ကောင်းတဲ့နိုင်ငံကလည်းကျိုးဆိုတော့ဒီညာဒီကျိုးနော်အားလုံးဒီလိုကိုတစ်ခါလည်းကျွန်တော်ဒီနေ့စီစီတော့မှတ်တာအောင်ဆောင်ရွက်ပြီးတဲ့ green ပွဲတော့ကျွန်တော်စီဒီရုပ်ပွဲတာတော့သူတို့ကဒီနေ့ကျွန်တော် presentation ဟိုပြပြပေးတဲ့ဟိုဥပဒေနဲ့ဟိုလူတွေရောက်တော့ဒီလိုနေနေပါလေသူတို့ဒီနေ့ချိန်ကြီးပါလာတဲ့သူဟာဟိုဆရာတော်ကအားနဲ့ဖြစ်တယ်မြို့ကြီးကလာတော့ကျွန်တော်ဆိုတာပြည်မြို့ကြီးကမြို့တိုင်းကျွန်တော်အကြီးကြီးတဲ့တော့လူတို့တော့တယ်ရှိတယ်ဆိုတော့အမှန်တရားလာတယ်ဆိုတာဘာပဲလို့မြို့ကြီးကလည်းအဲဒီလိုတော့ရှိပါလေဆိုတော့ဖြစ်ပါလေတော့ညာဒီဘာလဲဆက်ဆက်တဲ့ကိစ္စကိုမြို့ကြီးကလည်းဆောင်ရွက်တော့နောက်ကျစီတီပုံဒီတော့ဘယ်လိုလုပ်လဲကျန်မြို့ကြီးမြို့ကလည်းတော့ကြောင်းလိုက်တယ်နော်စီတီပုံပြရဆက်တဲ့ဆောင်ဖြစ်ပါအဲ့ဒီနေရာကျွန်တော်တို့တဲ့စီတီပုံမှာတဲ့တောင်းနဲ့မြို့ကြီးကတောင်းနဲ့ဟို overhead ဖြစ်တယ်နော်ဟိုဖတ်ကြတာဆက်ဆွေးနွေးဖို့ဘာလဲတော့ပြဿနာတွေတော့ဒီရှုပ်ပေါ်နေရာတွေဆက်တော့ပြောရရင်ဒါကိုမြို့ကြီးကလည်းတွေးလို့နေစီတီတဲ့သုံးဝင်ဆိုင်ပြန်စစ်စစ်ကြီးမှာဒါလည်းပြောတာဖြစ်ပါတယ်သုံးဝင်ဆိုင်တွေးလို့မြို့ကြီးကလည်းစီတီပဲသုံးဝင်ဆိုင်စစ်စစ်ကြီးတော့စီတီပါကျွန်တော်ပြောပါမယ်ဒီရှုပ်ပေါ်နေရာဆောက်လုပ်တဲ့ကိစ္စတော့ဖွင့်ပြဖြစ်ပါတယ်ဆောက်တဲ့ကိစ္စဖွင့်ပြဖြစ်ပါတယ်နေရာကြောက်သူ့ရဲ့အားရတဲ့ကြားပိုင်းမြို့ကြီးကစီတီတွေးလို့စစ်စစ်တော့ဆောက်လုပ်နေတာဒါလည်းအဲ့တော့ဒီ process နော်ဒီ procedure ဒီစိတ် usage တာအဲ့ဒါကပြင်ပြတယ်လို့ပြောတာဘယ်လိုလဲအဲ့ဒါပြင်ပြတယ်ဆိုတဲ့ကိစ္စဒီချာဆက်ဆက်တော့ဆောင်းနေစီတယ်အဲ့တော့ကိုယ်ကလည်းစပေါ်ကိစ္စတိတ်ကောင်းပါလေသူကလည်း process ကိုထားမှာမြန်ရွေးတယ်မြန်ဒီလိုမျိုးကအဲ့ဒါ content ရတယ်ဒီကိစ္စကိုဒါလည်းသူ့ရဲ့အမှန်ဆောင်ဒီမှာလောကတော့ယာယီနာပြတာတော့ဒီကအားလာတယ်အဲ့တော့ဒီကိစ္စကိုဒီချိန်ပြီးတော့ကြောက်လာတယ်ဆိုတော့ဒါကအားလုံးသူ့ကြည့်ပါလေဒါ